ပါတီရုပ်ထုကိုရောက်ပါပြီဗျာရောက်ချင်တယ်လေပါတီရုပ်ထုကြီးကဲမြင်ရသေးသည်ဒီရုပ်ဘက်ကနေပြီးတော့ရုပ်ထုမြင်နေရတယ်ရုပ်တော့ပါအားလုံးဒီမှာဓာတ်ပုံရိုက်နေကြတယ်ကြည့်လိုက်ဗျာအားလုံးကိုယ်တွေငုတ်ပါအောင်အမှတ်တရပုံတွေရိုက်နေကြတယ်အလှတွေစီးလာတဲ့သင်္ဘောကြီးတွေနောက်ထပ်လည်းမလာနေကြတော့စီတယ်မသင်္ဘောတွေနဲ့ဒါဒီမှာပထမဆုံးသင်္ဘောနဲ့ရောက်လာတဲ့အလုပ်ဖြစ်ပါတယ်ကဲဆရာတော်ဖះအာရလန်ကျွန်းကကြွလာတာပါဖះအာရလန်ကျွန်းကနေလာရောက်ပြီးတော့လက်ပတ်ထားပါဖះပြီးတော့ဒီကနေပြီးတော့26ရက်နေ့ပြန်ပါမယ်26ရက်နေ့LA ဘက်ကိုပြန်ပြီးတော့ LA ကနေပြီးတော့ Ireland ကို28ရက်နေ့ပြန်ပါမယ်ဗျာဟိုမှာဟိုဘက်မှာဒီဘက်တော့ဗာလဲဟို World Trade Center ဒီမှာဗျာ World Trade Center ကြီးကိုကလှမ်းပြီးတော့မြင်နေရတယ်ဟိုWorld Trade Center နယူးယောက်မြို့တရားလှမ်းမြင်ရတယ်ဟာကျုံးဒါရုပ်ထုကြီးကကျုံးလဲမှာတတ်မြစ်လဲကျုံးလဲမှာတတ်ရှိနေတာတကယ်ကိုရှူရင်းအဲ့မှာနယူးယောက် World Trade Center ကိုတဲ့မြင်နေရတာကြီးဟုတ်ပြီ World Trade Center နောက်ခံနဲ့မှန်ပါကဲဒီမှာရုပ်တုတဝိုက်မှာအားလဲဇာတ်ပုံရိုက်မှန်ပါဟုတ်တော့မမဟုတ်ပြီနောက်တော့ရက်တော့မဖေးအားဒီမှာကြည့်ပါဗျာကြည့်နေပါဗျာဟုတ်ပြီကြည့်ပါဗျာဟုတ်ပြီ okay ready 1 2 3 come on 1 2 3ဟာပြီထားရှော့ဟုတ်ပေါ်ကြလို့ရလားကဲဆရာလေးပါရုပ်တုပေါ်တက်ဟုတ်တယ်ဟိုရောက်ရုပ်တုပေါ်တက်ပါမယ်ရု